ဇလန်းကစတင်ခြင်းတွင်စတင်ပါတယ်။ဆီယာမကအတန်းရှိဘက်မှာဘိုးပေါ်စာရင်းနေတော့ချပြီးအတန်းတွေကကျောင်းသူတွေကတော့တိတိလီနောက်ဘက်မှာထိုင်နေကြပါတယ်။အရာအလုံးတာမန်လိုပဲမြင်ရပါတယ်။ဒါပေမဲ့တယောက်သောကျောင်းသူကဆီယာမမသိအောင်နောက်ကနေလျှရှိရှိထုတ်ပြီးလိုက်ကစားနေပါတယ်။သူမရဲ့မျက်နှာဖော်ပြချက်ကအရန်ဖာထဆန်ပြီးကျန်တဲ့ကျောင်းသူတွေကတော့အားလုံးရဲချင်းတယ်လို့ဖြစ်နေကြပါတယ်။ဆီယာမကတော့ဘာမှမသိပဲစာရေးနေရင်အတန်းထက်မှာတိတ်တိတ်နေလို့ယူပြောသွားပါတယ်။ဒါကပဲပိုပြီးရဲစရာဖြစ်သွားစေပါတယ်။နောက်ကကျောင်းသူတွေကမရေနိုင်အောင်ကိုပါကိုခိုက်ပြီးထိနေကြတာမြင်ရပါတယ်။အခြေအနေကပိုပြီးရဲစရာဖြစ်လာတာကဆီယာမလှည့်မယ်လို့ထင်တဲ့အချိန်တိုင်းလျှရှိထုတ်နေတဲ့ကျောင်းသူကအမြန်ပြန်ထိုင်ပြီးမျက်နှာလေးကိုတန့်တန့်ရှင်းရှင်းထားလိုက်တာပါ။အဲ့ဒီထိုင်နေတွေကပဲဗီဒီယိုရဲ့ highlight ဖြစ်ပါတယ်။နောက်ဆုံးမှာတော့အတန်းထိပ်ကကျောင်းသူတွေအားလုံးမထိန်နိုင်တော့ပဲရဲတန်ဒီပေါက်ပဲထွက်လာပါတယ်။ဆီယာမလည်းနောက်ဆုံးသဘောပေါက်သွားပြီးအားလုံးကိုမျက်လုံးကြီးကြီးနဲ့ကြည့်လိုက်တဲ့အခန်းကဆုံးသွားပါတယ်။